ကောင်မလေးကခင်မွန်းတီရဲ့လက်မောင်းကိုမှီပြီးချွဲလိုက်တယ်အမျိုးသားကကောင်မလေးရဲ့မျက်နှာကိုကြည့်ပြီးတရွေးမြူချလိုက်တယ်ပြီးတော့လက်လန်းပြီးပါးကိုဆွဲလိန်ကနည်းနည်းဝလာတယ်လို့ပြောလိုက်တယ်ကောင်မလေးကအရန်စိတ်ဆိုးသွားပြီးချက်ချင်းမတက်ရက်ကကိတ်မုတ်ဆဲခုဝဲကျွေးရင်တောင်ခွင့်မလွတ်ဘူးလို့ပြောလိုက်တယ်ပြောဆိုနဲ့လှည့်ထွက်သွားတယ်အမျိုးသားကတော့ဘာဖြစ်သွားမှန်းနားမလည်နိုင်ဖြစ်ကြံခဲ့တယ်အဲ့ဒီညအိပ်ယာဝင်တဲ့အခါကောင်မလေးကကတင်ဆုံးမှာကွေးကွေးလေးအိပ်ပြီးအမျိုးသားနဲ့တမင်တက်တက်ခတ်ခွာနေတယ်ဒါကိုမြင်တော့အမျိုးသားကလှည့်ပြီးစကားဆပြောတယ်ကောင်မလေးကသူကအရန်ဝနေလို့စကားမပြောနိုင်ဘူးလို့ပြန်ဖြေတယ်နောက်တစ်စက္ကန့်မှာပဲအမျိုးသားကအိပ်ဆက်တဲ့ကိုနေဟန်ထားတွေအကြောင်းစပြီးရှင်းပြပါတော့တယ်ကောင်မလေးကနားကိုချက်ချင်းပိတ်ထားလိုက်တယ်ဒါကိုမြင်တော့အမျိုးသားကသူ့ရင်ခွင်ထဲထည့်ဖက်ထားလိုက်တယ်ပြီးတော့မင်းကဖွံ့ဖြိုးတဲ့နေရာလေးတွေမှာပဲဖွံ့ဖြိုးတာပါလို့ချော့ပြောလိုက်တယ်တကယ်တော့သူတို့ကလူမားပြီးလက်ထပ်မိခဲ့ကြတာပါအမျိုးသားကကောင်မလေးရဲ့အမဖြစ်သူကိုလက်ထပ်ရမှာဖြစ်ပြီးကောင်မလေးကကြတော့အမျိုးသားရဲ့ညီဖြစ်သူကိုလက်ထပ်ရမှာဖြစ်ပါတယ်ဒါပေမဲ့မင်္ဂလာဦးညမှာအခမ်းမဝင်သွားပြီးအတူတူညအိတ်ခဲ့မိကြတယ်ဒါကြောင့်အမဖြစ်သူကအိမ်အောင်ဖက်ပြန်လဲဖို့ချက်ချင်းအကြံပြုခဲ့တယ်တနေ့မှာအမျိုးသားကကောင်မလေးကိုလှတယ်လို့ချီးကျူးလိုက်တယ်ဒီစကားကိုကြားတာနဲ့ကောင်မလေးကသူ့ကိုနမ်းဖို့ချက်ချင်းပူစားတယ်ဒါပေမဲ့အမျိုးသားကခေါင်းလှည့်ပြီးချက်ချင်းရှောင်လိုက်တယ်ကောင်မလေးကဒေါသတကြီးနဲ့တို့တွေကတရားဝင်လင်မယားတွေလေဘာလို့နမ်းခွင့်မပေးတာလဲလို့မေးလိုက်တယ်ဒါကိုကြားတော့အမျိုးသားကသွားမတက်ရသေးလို့ပါလို့ပြန်ဖြေလိုက်တယ်ကောင်မလေးကပိုပြီးစိတ်ဆိုးသွားတယ်အခြေအနေမကောင်းမှန်းသိလိုက်တော့မှအမျိုးသားကကောင်မလေးကိုချက်ချင်းတောင်းပန်လိုက်တယ်ပြီးတော့သူ့ကိုယ်တိုင်ကောင်မလေးရဲ့သပင်ကိုတေးသေးချာချာစီးနှောင်ပေးလိုက်တယ်နောက်ပိုင်းမှာအမျိုးသားကမိဘတွေနဲ့မိတ်ဆက်ပေးဖို့ကောင်မလေးကိုအိမ်ခေါ်သွားတယ်မိဘတွေထွက်လာတာနဲ့ကောင်မလေးကပန်းစည်းကိုချက်ချင်းကမ်းပေးလိုက်တယ်အဖေဖြစ်သူကအပြင်ပန်းမှာတော့သူတို့အိမ်တော်ရေးကိုသဘောတူကြောင်းပြောတယ်အမေဖြစ်သူကလည်းမိသားစုရဲ့ဂုဏ်ချက်ကိုကိုစားပြုတဲ့ကြောက်စိမ့်လက်ကောက်တကွင်းကိုကောင်မလေးကိုပေးလိုက်တယ်ဒါပေမဲ့အဖေဖြစ်သူကအတွင်းကြမှာဒေါသအကြီးအကျယ်ထွက်နေခဲ့တာပါအမျိုးသားကိုအခန်းထဲချက်ချင်းခေါ်သွားပြီးဒီကောင်မလေးကသူ့သားနဲ့လုံးဝမထိုက်တန်ဘူးလို့ပြောကအမြန်ဆုံးကွာရှင်းဖို့ခိုင်းပါတော့တယ်အိမ်ပြန်ရောက်ပြီးနောက်ကောင်မလေးအပေါ်အမျိုးသားရဲ့ဆက်ဆံရေးပြောင်းလဲသွားတယ်အဖေဖြစ်သူတောင်းဆိုတဲ့အတိုင်းကွာရှင်းပေးလိုက်မလား